ကဲဒီပွဲလေးကတော့ကာကြခိုင်းထားတဲ့ပွဲလေးပေါ့ကွာဒီမှာဆိုငါတို့ရဲ့ EHB ကကောင်ကဟိုဘက်ကမေကိုသူ့မရမဲ့မှတ်နေရလားမသိဘူးကွာသူ့ပေးနာဖြတ်သွားတော့မှအန်ကြီးနေပါတယ်တဲ့ဒါတော့မှငါလာလို့ဟိုဘက်ကမေရဖလက်ကပေးသွားကွာဒီ EHB ကနန်းကြီးကိုစားတော့စားနေကွာသူလည်းမရတော့သူရလည်းသူကသူတက်ဆက်ကွာစူးယူရဒါနဲ့သူ့ကိုလိုက်ကြုံတာပေါ့အသေးရရအရှင်ရရအောင်ဒီကောင်ကြီးကတော်တော်ဖြစ်နေရဒီကောင်လည်းငါပြန်ကျုံတော့ဒီကောင်တော်တော်တက်နေကွာဖလက်ကဘာညာပေးသွားဆိုတော့ငါလည်းဖလက်ကပေးပြီးတော့အသားလေးလိုက်ရှော့ပေးလိုက်တယ်နောက်ကတင်းငယ်ကောင်မတော့ငါတို့ကောင်တွေဝိုင်းလို့အတုပတ်ဖြစ်သွားပါဒီမှာဆိုရင်ဟိုဘက်ကဟာရာဘူးစာရှယ်ရိုးကက်ပြီးတော့ကွာမြန်မာလိုကြီးလာခုတ်သွားပါတယ်တဲ့ဒါနဲ့သူကလည်းဂူရှင်တမိန်နဲ့တာဝါတမိန်နဲ့ပြတ်သွားပါဒီမှာဆိုကွာဂူရှင်ကွာဒါကိုနီးကက်ပြစ်တာတော့မှလွဲပြစ်နေပါတယ်တဲ့ငါလည်းကူတော့လဲနေတော့လိုက်တက်လို့မရတော့လိုက်တန်ငါးပါကြွားသွားမှဆိုလို့နောက်ကိုတာလေးပဲပတ်ခဲ့လိုက်တယ်အားမဟိုဘက်ကဝါတော့ကငါ့ကိုလိုက်တီးကျင်နေငါတို့ရဲ့ဂူရှင်ကဘေးကနေမထွက်သေးဘူးတာတဲကိုဇိုးကြည့်ခိုင်းနေကွာဒါနဲ့ငါလည်းသွားကြည့်ပေးလိုက်တော့ပေါ့တာတဲရမြင်တွေးတက်သက်ပဲရှိတော့ငါလည်းလူတီမပါတာဘာမှလုပ်လို့မမြဟာရာဘူးစာတွေးတက်သက်ကွာမီတင်းကကောင်းပါတယ်ငါတို့ကစတန်းဖြစ်သွားဟာရာဘူးစာလည်းကြောကြောလန့်နဲ့အေဒီဘာညာရှောက်ပေးရပေါ့ဖရန်ကလည်းဟုတ်ကတစ်ချက်မှမမီဘူးကွာသူ့ရလည်းခြုံနဲ့လေးနဲ့လှမ်းပလိုက်တော့သူ့ကိုယ်သူဘယ်သူမှမမြင်ဘူးထင်းနေပါတယ်တဲ့ငါတို့ရဲ့ကူဘောကလည်းကွာတန်းနဲ့ဂျန်ဂလာနဲ့လဲတာတဲ့ဒီကောင်အုံနောက်ကြီးကိုလည်းစဉ်းစားလို့မရအောင်ငါလည်းဖိုးပွင့်သွားမမြင်ဘူးလားမသိကွာဒီမီတင်းကကောင်းမှတော်တော်ဖြစ်နေတာနဲ့ကောက်ဆွဲပေးလိုက်တာဟာရာဘူးစာကွာလိုက်ကြုံလို့တွေးဖြစ်ပြီးတော့သူ့ဘက်ကိုဖိန်ထောင်းနေအောင်ပြေးသွားလို့မဟုတ်ရင်ငါဖလီကာနဲ့လိုက်တက်မလို့ကွာဒါနဲ့အသားလေးပဲရှော့ထားလိုက်တာပေါ့လေလင်းက first tower ကျုပ်ပြီး second tower ငါတို့ကယူအောင်ဖရန်ကိုတောင်းနေဆိုတော့တင်းနေဝင်လုံးမလို့ကွာဘေးကနေဟာရာဘူးစာရှယ်ရိုးကပ်ပြီးတော့တခါလေအေဒီဝင်ပိုင်းတော့ငါထွက်တော့ချင်းမှာပဲအေဒီနဲ့ကောက်ဆွဲပြီးတော့ဟာရာဘူးစာကိုအိမ်ပြန်ပို့ပေးလိုက်တာပေါ့ကွာဒါနဲ့ငါတို့ကဆက်လို့ရမလို့ရဘူးလို့နဲ့ကွာကြောင်ပြော့နေတာဟိုဟိုကလည်းခုတစ်ခါမှလာမိနေမိတော့လေသူပဲအတုပဖြစ်သွားတဲ့ဝတ်တော့ချိန်မိတော့လေဟိုကမလို့ရမလို့တော့ဖြစ်သွားတော့တယ်သူခမငါဒီနေရာမှာမြန်မာလိုကြီးကွာထိုင်ဆောက်နေဒီကောင်မကိုလာတဲ့ဆိုမြန်မာလိုကြီးပဲထက်ဆွဲခဲ့လိုက်တာငါ့ဘက်ကိုအဲ့ကလို့ရဲ့တမိတ်ကအရမ်းများကိုထားတဲ့ချက်ချင်းကိုပြတ်သွားကွာသူ့ယူကလည်းသူပဲဝင်ချရေးဖလစ်ကာကြီးနဲ့ထွက်ပြေးသွားပါတယ်တဲ့ငါ့ကူပေါ်ကလည်းဒါမျိုးကြောတော်တော်တက်တယ်ငါကြောင့်ဖိန်နဲ့ထည့်ကြီးကောက်စားသွားပါတယ်တဲ့ဒီမှာဆိုကြည့်ကွာဘိုက်ပူရန်ငါတို့တော်တော်ရှိန်နေကွာငါတို့ကက်လာနေကိုဖိန်ထောင်းနေအောင်ပြေးရင်းနဲ့တာဝါတွေကိုငါတို့ကလောရတို့လောနဲ့တက်တာဟာနာဘီတော့အောင်နဲ့ကျုံးနေလို့ဒီကောင်ဖလစ်ကာနဲ့ကောက်ဆွဲရကွာစူရီကဘေးကနေကြားလာဖြတ်ပြီးခံထားတဲ့တမိတ်တွေကိုလုံးဒီနေရာမှာကွာဟာနာဘီကပြတ်သွားလို့ဒီပွဲကပြီးသွားပြီလို့ပြောရမှာပဲအဲ့ဒါငယ်ရင်လည်းသူရတော်တော်ရောနေဆိုတော့နောက်ကိုတာလေးပဲပြန်ပတ်ခိုင်းလိုက်တယ်ကွာသူ့ငါတော့ရမလားဆိုရဲအချင်းနဲ့တာဝါလေးကိုသွားရိုက်မှာပေါ့လို့ရမှာဟောငါတန်ကြီးဖြစ်နေရောဆက်ချိုးနေလို့ငါပါအိမ်ပြန်ရောက်နေမှာကွာဒါနဲ့မြန်မာလိုကြီးပဲပြန်ချလာခဲ့လိုက်တယ်ဒီမှာဆိုဝါတုတ်ကမက်လာဖွင့်လာတယ်မက်လာဖွင့်တဲ့ဝါတုတ်လေးကိုအိမ်နဲ့ကောက်ဆွဲလာခဲ့လိုက်တယ်စိုက်ကလုတ်ဘက်ကွာကူရှင်နဲ့စိုက်ကလုတ်နဲ့ပေါင်းပြီးတော့ဝါတုတ်ကိုတော့အဆုံးသတ်ပေးလိုက်တယ်ကွာနောက်ကဦးလက်ကြီးကတော့ဟိုကောင်နေဝိုင်းချလို့အတုပဖြစ်သွားပြီပေါ့ဒီမှာဆိုကြည့်ကွာဟာနာဘီကဂျပန်လိုကြီးကွာဝင်ပစ်တာပါတဲ့ငါလည်းအေရီယာမရှိတော့ဘူးဆိုတော့စိုက်ကလုတ်ကိုကယ်ပေးလို့မရတော့ဘူးကွာဘီတွကလည်းခုမှရောက်လာကွာကြောက်ကြကြီးနဲ့ဆိုတော့ဖလီကာကြီးနဲ့မြန်မာလိုကြီးဝင်ပစ်တာပါတဲ့တကောင်နဲ့ထိရကွာဟာနာဘီကလည်းစွတ်ထိုင်ပြနေအေးငါလည်းအေရီပွင့်တော့မှာကွာဒီကောင်နဲ့ငါနဲ့ကတူဆောရမဟုတ်တော့ကွာပြောပြလို့မရအောင်မဟုတ်ရင်ငါဖလီကာနဲ့ကောက်ဆွဲမလို့ကွာဒီကောင်ကစောင်းပိုင်းတာဆရာကြီးကဘာလုပ်တယ်မှန်းနေအောင်စနိုက်ပါကြီးကောက်ပြောင်းသွားပါတယ်တဲ့စနိုက်ပါကြီးကောက်ပြောင်းသွားတော့ငါလည်းဆွဲပြီးမနေတော့ကွာမဟုတ်ရင်အမဆွဲလာလဲငါတို့ကအတုပဖြစ်နေမှာဆိုလို့မလုပ်ပြီးတော့ပေါ့တော့ပွင့်လာပြီဆိုတော့လောဘတဲ့ဆိုင်တော့ပေါ့ဖရန်ကွာမမရက်တီလောက်ဦးလက်ကြီးကိုကိုက်တော့ပါတယ်လာတဲ့ဆိုငါရှိကိုပေါ်လာတဲ့ဟာရာဘူးစာကြီးကိုငါကောက်ဆွဲလာကြတယ်ဆွဲချင်တာတော့ဟာနာဘီကိုကွာဟာနာဘီကစောစောကတော့ဒီနားလေးရှိသေးတယ်အခုဘယ်တော့ရောက်သွားရုံမသိဘူးနောက်ဆုံးမှာတဲ့ဦးလက်ကြီးတေသွားကြီးထင်းနေဦးလက်ကြီးကမသေးသေးပါဘူးတဲ့အဲ့လိုက်တဲ့ငါသားရတေသွားမှာဒီကောင်ကြီးဘာသွားလို့တော့မသိဖရန်ကိုနာကစင်သွားရိုင်နေတာမသိဟိုကောင်ကောက်ဆွဲလိုက်လို့အာတုပဖြစ်နေဦးမှာတော့အခုမှထွက်လာဆိုတော့လော်လေးကိုခဏဆောင်လိုက်မယ်လောလာမှာပဲပတဲကိုငါကိုယ်တိုင်ဖွင့်ပေးလိုက်မယ်ကွာပတဲကငါကိုယ်တိုင်ဖွင့်ပေးမလို့ဝေးဖရန်ကိုကြီးကအရင်ဖွင့်သွားငါဖလီကာနဲ့လှန့်ဆွဲလိုက်တယ်တကယ်နဲ့မီတင်းကကောင်းမနဲ့ငါနောက်ကိုလွင့်သွားပါတယ်တဲ့ငါလည်းကြောင်တော်နဲ့ကွာတေမဲတူဆိုရင်တေနေကွာဒီမှာရှိသမျှ item တွေကိုကုန်ရောင်းစားပြီးတော့ဝင်နာခရောင်းကြီးကိုကောက်ထည့်ထားပါတယ်တဲ့ဒီထဲမှာကွာကူဘောကလက်ဖေးဆိုင် wifi နဲ့ဆော့နေတာဆိုတော့ line ကလန့်နေသေးတယ်ငါဆွဲပေးမလို့ပါပဲဒီကောင်ကြီးက line လန့်နေတော့ဘာမှလုပ်ပေးနိုင်မှာမဟုတ်တော့ဆွဲမပြီးတော့ကွာငါတို့ကပတ်နေပါဆိုမှကွာဦးလက်ကြီးက1 beta 3ရေချခြင်းနေလားမသိဘူးဒီုံခုကြောလည်းဖင်ထောင်းနေအောင်ပြေးလာပါတယ်တဲ့ငါ item ရွေးကောင်းနေအောင်ရှိသေးကွာပတရားဖြစ်နေကွာဟာရာပူစာကြီးကိုဆွဲပေးမလို့ပါပဲကွာအခုချိန်နဲ့ပါသွားချိန်နဲ့ပါသွားခွင်ကောင်းဖြစ်သွားကွာဖလီကာနဲ့လိုက်တာတော့မမီလို့စကေးတူးနဲ့ခုံပြီးတော့လိုက်လိုက်တာကွာဒါနဲ့ဟာနာဘီက immortal ကျသွားကွာ immortal ကျသွားတော့ဒီကောင်ဘာမှလုံးချိန်မရှိလောက်ဘူးဘောကဒါမျိုးစုံတော်တော်တက်တယ်ကွာဒီကောင်ဒီဘက်က3ကောင်ကြီးတော့မလာကီယာဖြစ်နေဆိုတော့ဒီကောင်ဒီ defend ဖို့ကမလွယ်တော့ကွာဘိုက်ဘူးကကြီးမင်းတော်တော်တက်နေခရီယိုဒီဘက်ဆွဲထုတ်တာတဲ့မိုက်လိုက်တဲ့ငါသားရငါဘက်ကကိုရှင်ကကြီးမင်းတော်တော်ဖြစ်နေရတောက်အနီးကပေါက်တာတော့လွဲသွားပါတယ်တဲ့ဒါနဲ့ပဲပွဲကဗီဒီယိုကြီးဖြစ်သွားပါကွာဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်